စာပြီးပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ပထမအကြိမ်ပြည်သူ့လွှတ်တော်12ကြိမ်မြောက်ပုံမှန်အစည်းအဝေး18ရက်မြောက်နေ့အစီအစဉ်စတင်ပါတော့မယ်အစီအစဉ်ခွန်ဖြစ်ပါတယ်လွှတ်တော်ကိုလည်းများခင်ဗျာယသိတော်မဲဆန္ဒနယ်မှာဒေါက်ခင်စောဝေက6ရက်2လ2015ရက်နေ့တွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံစာရေးသားပြီးအရေးကြီးအဆိုဖြင့်တင်သွင်းထားခဲ့ပါတယ်အဆိုရတင်ပြချက်မှာ1982ခုမြန်မာနိုင်ငံသားဥပဒေနှင့်စီစစ်လက်ရှိသောနိုင်ငံသားစီစစ်ရေးလုပ်ငန်းများအောင်မြင်စွာအကောင့်ထဲဖော်နိုင်ရေးအတွက်ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများ၏နိုင်ငံသားလျှောက်ထားမှုအချိန်ကာလအားနောက်ဆုံးရက်သတ်မှတ်ပေးရန်နှင့်ထိုကာလအတွင်းလျှောက်ထားခြင်းမရှိသူများ၏ယာယီသက်သေခံလက်မှတ်များအားတရားမဝင်ပြည့်ပြည့်ကြောင်းထုတ်ပြန်ကြေညာနိုင်ရန်နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းဟုဖော်ပြထားပါတယ်။ယင်းဆိုအားအစိုးရအဖွဲ့သို့6ရက်2လ2015ရက်နေ့တွင်ပေးပို့ခဲ့ပါတယ်။အဆိုပါအကြောင်းအရာများဟာနိုင်ငံသားများအထူးစိတ်ဝင်စားတဲ့ကိစ္စတရားဖြစ်တဲ့အတွက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှနိုင်ငံတော်သမ္မတထံသို့10ရက်2လ2015ရက်နေ့တွင်ယာယီသက်သေခံလက်မှတ်အပိုက်ကကိစ္စရများအားစောလင်စွာသုံးသပ်စဉ်းစားဖြည့်ရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်3လကိုထပ်မံပေးပို့ခဲ့ပါတယ်။နိုင်ငံတော်သမ္မတမှလည်းယင်းကိစ္စနဲ့ဆက်လင်းပြီးဥပဒေကြောင်းများကိုလေ့လာသုံးသပ်ပြီးအချိန်မီ17ရက်2လ2015ရက်နေ့တွင်အမိန့်ကြော်ငြာစာအမှတ်19/2015ဖြင့်ထုတ်ပြန်ခဲ့ပါတယ်။ယင်းအမိန့်ကြော်ငြာစာသည်ဒေါက်ခင်စောဝေတင်သွင်းသည့်အဆိုပါအကြောင်းအရာကိစ္စများကိုအစိုးရအဖွဲ့မှတစ်ချိန်ထိစဉ်းစားဆောင်ရွက်နေခဲ့ခြင်းဖြစ်ပါတယ်။ယခုအခါအမိန့်ကြော်ငြာစာထုတ်ပြန်ပြီးလိုအပ်သည့်များကိုဆက်လက်ဆောင်နေပြီဖြစ်တဲ့အတွက်ဒေါက်ခင်စောဝေ၏အဆိုအားတိကျထပ်မံဆောင်ရွက်ရန်မလိုတော့ကြောင်းအသိပေးတင်ပြအပ်ပါတယ်။ဒုတိယကိစ္စတစ်ခုဖြစ်၍ယခုလိုတင်ပြခြင်းဖြစ်ပါတယ်။လွှတ်တော်ဥက္ကဋ္ဌမှသမ္မတထံပေးပို့သော3လကိုဖတ်ကြားတင်ပြပေးပါမယ်။ပြည်သူ့လွှတ်တော်နေပြည်တော်စာမှတ်3/ပဒစဝ4/2015စနစ်-1ရက်စွဲ2015ခုနှစ်ဖေဖော်ဝါရီလ10ရက်သို့နိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကြောင်းအရာယာယီသက်သေခံလက်မှတ်အပိုက်ကများကိစ္စရည်ညွှန်းချက်ပြည်သူ့လွှတ်တော်ရုံး၏6ရက်2လ2015ရက်စွဲပါစာမှတ်2/ပဒစဝ4/2015 1/12/23ယခုအခါယာယီသက်သေခံလက်မှတ်အပိုက်ကများကိစ္စနှင့်ဆက်လင်းပြီးရဟန်းရှင်လူပြည်သူများအတွင်းဝေဖန်ပြောဆိုမှုများစွာပေါ်ပေါက်လျက်ရှိပါသည်ဤကိစ္စအားတရားနည်းလမ်းကျစွာနှင့်မှန်ကန်မျှတစွာစစ်စစ်ဆောင်ပေးရမည့်အချိန်ဖြစ်ပါသည်နှစ်ယသိတော်မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုလည်းဒေါက်ခင်စောဝေမှလည်းယာယီသက်သေခံလက်မှတ်ကိစ္စနှင့်ဆက်လင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံစာရေးသားတင်ပြချက်ကိုအဆိုဖြင့်လက်ခံပြီးယင်းကိစ္စအပေါ်သက်ဆိုင်ရာတာဝန်ရှိသူများမှရှင်းလင်းဆွေးနွေးနိုင်ရေးအတွက်ရည်ညွှန်းစာဖြင့်အကြောင်းကြားပေးပို့ခဲ့ပြီးဖြစ်ပါသည်၃ဒေါက်ခင်စော၏အဆိုတင်ပြချက်မှာ1982ခုမြန်မာနိုင်ငံသားဥပဒေဖြင့်စီစစ်လျက်ရှိသောနိုင်ငံသားစီစစ်လုပ်ငန်းစဉ်များအောင်မြင်စွာအကောင့်ထဲပေါ်နိုင်ရေးအတွက်ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများ၏နိုင်ငံသားလျှောက်ထားမှုအချိန်ကာလအားနောက်ဆုံးရက်သတ်မှတ်ပေးရန်နှင့်ထိုကာလအတွင်းလျှောက်ထားခြင်းမရှိသည့်သူများ၏ယာယီသက်သေခံလက်မှတ်များအားတရားမဝင်ပြည့်ပြည့်ကြောင်းထုတ်ပြန်ကြေညာပေးနိုင်ရန်နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းအရေးကြီးအဆိုတရက်ကိုတင်သွင်းအပ်ပါသည်ဟုဖော်ပြထားပါတယ်။၄တို့ဖြစ်ပါ၍ရဟန်းရှင်လူပြည်ထောင်စုသားအပေါင်းအထူးစိတ်ဝင်စားနေသောယာယီသက်သေခံလက်မှတ် white ကကိစ္စရပ်များအားစောလင်စွာသုံးသပ်စဉ်းစားဖြည့်ရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်အကြောင်းကြားအပ်ပါသည်ပူတွဲ
ဒေါခင်စောဝေတင်ပြချက်မိတ္တူ3ရက်ရည်ညွှန်းစာမိတ္တူ2ရက်ဥက္ကဋ္ဌဆိုပြီးတော့နိုင်ငံတော်သမ္မတထံပြည်သားပြပို့ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီကိစ္စနဲ့ဆက်လင်းပြီးဒေါခင်စောဝေရတိတော်ကဗာမြန်ပြောကြရှိပါလေ။အားလုံးမင်္ဂလာပါ။ဒီလိုကျမတင်သွင်းတဲ့အဆိုနိုင်ငံတော်သမ္မတထံသဝန်တော်ပို့ပေးပါတယ်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနောက်ပြီးတော့ဒီလွှတ်တော်အတွင်းမှာရှေ့တင်ပြပေးပါတယ်။ကျမတို့ရဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်ပြီးတော့နိုင်ငံတော်သမ္မတရုံးမှာယာယီသက်သေခံလက်မဲ့တက်တန်းတက်မဲ့ခြင်းနဲ့တက်တန်းကုန်ဆုံးခြင်းဆိုင်ရာအမိန့်ကြော်ညာစာအမတ်19/2015ကိုဖေဖော်ဝါရီ17ရက်နေ့မှာထုတ်ပြန်လိုက်တဲ့အတွက်နိုင်ငံတော်သမ္မတကြီးနဲ့တာဝန်ရှိတဲ့သူများအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကရသေးတောင်မဲဆန္ဒနမှာဒေါခင်စောဝေတင်ပြလာတဲ့1982ခုမြန်မာနိုင်ငံသားဥပဒေနဲ့စီစစ်လျက်ရှိတဲ့နိုင်ငံသားစီစစ်လုပ်ငန်းများအောင်မြင်စွာအကောင့်ထဲဖော်နိုင်မှုအတွက်ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများရဲ့နိုင်ငံသားလျှောက်ထားမှုအချိန်ကာလကိုနောက်ဆုံးရက်သတ်မှတ်ပေးဖို့နဲ့အခုကာလအတွင်းလျှောက်ထားခြင်းမရှိသူတွေရဲ့ယာယီသက်သေခံလက်မှတ်များကိုတရားမဝင်ပြည့်ပြည့်ကြောင်းထုတ်ပြန်ကြေညာနိုင်ဖို့နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်းအဆိုနဲ့ပတ်သက်ပြီးမိမိလွှတ်တော်ဥက္ကဋ္ဌအနေနဲ့2015ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ရက်စွဲပြီးယာယီသက်သေခံလက်မှတ်ဝိုက်ကတ်ကိစ္စရပ်များကိုစောလွင်စွာသုံးသပ်ဖြည့်ရှင်းဆောင်ရွက်ပေးရေးအတွက်နိုင်ငံတော်သမ္မတထံသို့တာဝန်လွှာထပ်မံပေးပို့ခဲ့ကြောင်းနိုင်ငံတော်သမ္မတမှလည်းအဆိုပါကိစ္စနဲ့ပတ်သက်ပြီး2015ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာအမိန့်ကြော်ညာစာအမှတ်19/2015ထုတ်ပြန်ကလိုအပ်သည်များကိုဆက်လက်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက်ဒေါခင်စောဝေရဲ့အဆိုကိုတိကျထပ်မံဆောင်ရွက်ရန်မလိုတော့ကြောင်းလွှတ်တော်သို့အသိပေးတင်ပြပါရယ်ဒေါခင်စောဝေက1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေနဲ့အညီလက်ရှိဝိုက်ကတ်ကန်ဆောင်နေသူတွေကိုနိုင်ငံသားအဖြစ်ပေးမယ်ဆိုရင်ကျင့်내ပါတယ်လို့အဆိုနဲ့ပတ်သက်ပြီးရှင်းပြပါရယ်ဟုတ်ကဲ့အန်ဒီယာ6ရက်နေ့ရပါတော့ဒီလား6ရက်နေ့ရအရေးတကြီးအဆိုတင်ပါတယ်အရေးတကြီးအဆိုတင်ပြီးတောက်ကြနေပြီးတော့ပေးရတယ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာအန်ဒီတို့ရဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကနိုင်ငံတော်သမ္မတကြီးစီကို6ရက်နေ့မှာပဲဒီအန်ဒီရဲ့အရေးတကြီးအဆိုကိုပို့ပေးလိုက်ပါတယ်ပို့ပေးပြီးတော့ဒီ10ရက်နေ့လောက်မှာသူကတခါတဝန်လော်ထပ်ပို့ပါတယ်ဒါဟာတကယ်ကိုပေါ့နော်အန်ဒီတို့ဒီမြန်မာနိုင်ငံအတွက် white cat တော်တော်အရေးကြီးတဲ့အတွက်ဒါလေးကိုပြန်လေးသုံးသပ်ပြီးတော့စဉ်းစားသင့်ပါတယ်ဆိုပြီးခုနကလွှတ်တော်ဥက္ကဋ္ဌတဲ့သူပို့တဲ့၄ချက်ကိုတဝန်လော်၄ချက်ကိုပြောတော့ပါတယ်လွှတ်တော်မှာအဲ့ဒီပို့လိုက်တဲ့အခါကျတော့နိုင်ငံတော်သမ္မတရုံးက17ရက်နေ့မှာပေါ့နော်ဒီယာယီသက်သေခံလက်မဲ့ကင်ထားတဲ့ဟာကိုပေါ့နော်ပေဖြတ်လိုက်တယ်ပေါ့မက်လ31ရက်နေ့မှာအကုန်လုံးကိုလာရောက်အဲရမဲဆိုပြီးတော့လှုပ်လိုက်တယ်ပေါ့နော်အဲ့ဒီအပေါ်မှာကျတော့အန်ဒီရဲ့အဆိုမှာလည်းဒီလိုပဲအန်ဒီကတိုက်တွန်းထားတာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်သူတို့လှုပ်လိုက်တဲ့အပေါ်မှာလည်းအန်ဒီတို့ကကျင့်내ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ခုလိုပေါ့နော်အန်ဒီတို့ဒီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်းသမ္မတကြီးစီကိုတဝန်လို့ပို့ပေးတာပေါ့သမ္မတကြီးဖက်ကလည်းခုလိုမျိုးပေါ့နော်ဒီမှာရဟန်းရှင်လူအပေါင်းကဝိုက်ကတ်နဲ့ပတ်သက်ပြီးတော်တော်စိတ်ဝင်စားမှုနဲ့ရှိနေကြတယ်ပေါ့ဗောနော်မမျှော်လင့်မဲ့ပြဿနာတွေလည်းဖြစ်လာနိုင်တယ်ပေါ့အဲ့ဒီပုံမှာဒီလိုထုတ်လိုက်တဲ့အခါပေါ့နော်အကုန်လုံးကလည်းနည်းနည်းတော့ကျေနပ်မှုတွေရှိသွားကြတယ်နောက်ပိုင်းနဲ့အန်ဒီတို့ကဒီဝိုက်ကတ်တွေကိုသိမ့်ပြီဆိုရင်ဘာဆက်လုပ်မလဲပေါ့နော်အန်ဒီတို့ဖြစ်စေခြင်းကတော့1982ဥပဒေအရပေါ့နော်ဒီလူတွေကိုနိုင်ငံသားဖြစ်ခွင့်ရှိတဲ့လူကိုပေးလိုက်ပါတကယ်ကိုနိုင်ငံသားဖြစ်လာပြီဆိုရင်မေးပေးခွင့်နဲ့ရမှာပဲလေအန်ဒီတို့ဥပဒေအတိုင်းလုပ်ရမှာပေါ့နော်အဲ့တဲ့ကြောင့်82ဥပဒေအရသူတို့ကိုစီစစ်ဖို့အင်မတန်အရေးကြီးပါတယ်အန်ဒီတို့ဘက်ကလည်းတောင်းဆိုပါတယ်ဒါဆိုအန်ဒီခိုင်ပြည်နယ်မှာက69ရာခိုင်နှုန်းကဘင်္ဂလီတွေဖြစ်နေတယ်နော်အန်ဒီတို့ရခိုင်တိုင်းရင်းသားတွေက300ရာခိုင်နှုန်းပဲရှိပဲအန်ဒီတို့အတွက်တော့အရေးကြီးပါတယ်အဲ့အတွက်ကြောင့်ဒါ1982ဥပဒေရတဲ့အန်ဒီတို့ကပေးမယ်ဆိုရင်ကျင့်내ပါတယ်ဥပဒေတိုင်းမလို့ပဲ white cat အစားအခြားကတ်ပုံစံတစ်မျိုးမျိုးလုပ်ပေးမယ်ဆိုရင်လက်မခံနိုင်ဘူးလို့
ဒေါခင်စောဝေကဆိုပါတယ်အဆိုပါကိစ္စကိုအစိုးရရဲ့လှုပ်ဆောင်မှုဟာပွင့်လင်းမြင်သာဖို့လိုတယ်လို့သူမကပြောပါတယ် ဟိုအန်တီတို့ကနောက်ပြီးတော့ဒီလွတ်တော်မှာလည်းအန်တီတို့စီကလွတ်တော်ဆိုအရေးတကြီးအဆိုလေးတင်လို့ရတယ်နောက်အန်တီအနေနဲ့လည်းဒါလေးကိုအကြံပေးထားတဲ့အတွက်အန်တီတို့ကရခိုင်ပြည်နယ်မှာလုံသမျှအခါကိုအန်တီတို့ရခိုင်ကွန်ရက်တွေရှိတယ်ရခိုင်အဖွဲ့အစည်းတွေရှိတယ်အန်တီတို့ကိုယ်တိုင်ကလည်းရခိုင်လွတ်တော်ကိုယ်စားလှယ်တွေဖြစ်နေတယ်ပေါ့နော်သူတို့ဟိုဥပဒေအတိုင်းလို့ရင်အန်တီတို့ဘာမှပြောစရာမလိုပါဘူးဥပဒေဘောင်ကိုကြော်ပြီးပေါ့နော်အရင်တုန်းကတော့ white cat အစားတခြားကတ်ယူမယ်ဆိုပေးမယ်ဆိုရင်တော့အန်တီတို့အနေနဲ့ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိပါဘူးအဲ့တဲ့ကြောင့်ဒီရခိုင်ပြည်မှာအစိုးရဘက်ကဘလို့ပဲလုပ်လို့ပွင့်လင်းမြင်သာမှုဟာအင်မတန်အရေးကြီးပါတယ်ဒါလူထုကိုရှာပြရမယ်ပေါ့နော်လူထုကမကျေနပ်ဘူးဖြစ်လာမယ်ဆိုလို့ရှိရင်တော့ဒါဟာဟိုတိုင်းပြည်အတွက်လည်းမကောင်းပါဘူးအန်တီတို့ဒီနိုင်ငံသားအတွက်တည်းလည်းမကောင်းပါဘူးဒါကြောင့်အန်တီတို့ကတော့သူတို့လှုပ်တဲ့အပေါ်မှာမုံတည်ပြီးတော့စောင့်ကြည့်တော့ပါမယ်တကယ်လို့သူတို့လှုပ်တဲ့ဟာဥပဒေဘောင်အတွင်းဆိုတော့အန်တီတို့ပြောစရာမလိုပါဘူးဥပဒေဘောင်ကျော်နေတယ်ဆိုတော့အန်တီတို့ကလည်းဒီမှာဝင်ရောက်ပြီးပြောဆိုခွင့်နဲ့ဟိုချိလာမှာ ယာယီတက်တီကန်လက်မှတ်ကင်ဆောင်ထားသူတွေရဲ့တက်တန်းကိုအစိုးရကထုတ်ပြန်ချက်တရက်ထုတ်ပြန်ခဲ့ပါတယ်အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးဒေါခင်စောဝေကသူမရဲ့သဘောထားကိုအခုလိုရှင်းပြပါတယ်ရှိပါတယ်ကျေနပ်မှုရှိတယ်ဘာလဲဆိုဒါဟာအန်တီတို့လိုချင်တဲ့အဖြစ်တစ်ခုပဲလေအဲ့အတွက်ကြောင့်နောက်ထပ်စောင့်ကြည့်မယ်ဆိုရင်တကယ်ကိုအန်တီကူနာပြောပါပြီ80နှစ်ဥပဒေမှာအတိအကျရေးထားပါတယ်တကယ်ကိုနိုင်ငံသားဖြစ်တဲ့လူအန်တီတို့ခံယူထားတာကအန်တီတို့ရဲ့ဒီရခိုင်ပြည်မှာရှိတာ69%ခိုင်လို့ဆိုတာဘလို့မှဒီနိုင်ငံသားမဖြစ်နိုင်ဘူးလို့အန်တီတို့ယူဆတယ်ဖြစ်တဲ့လူတွေလည်းရှိမှာပါဥမာအန်တီတို့လည်းငငယ်လေးတွေကနေခဲ့တဲ့တငယ်ချင်းတွေပေါ့နော်အဲ့လိုလူမျိုးတွေလည်းရှိပါတယ်အဲ့ဒီအပေါ်မှာအန်တီတို့က80နှစ်ဥပဒေရစစ်ပြီးပေးပါအန်တီတို့လက်ခံပါတယ်မရထိုက်တဲ့လူတွေကိုတော့မပေးပါနဲ့